ဥချခဲ့ရှိတယ်ဘယ်လိုလဲဘူး ဟုတ်ညီမခိုက်ပါဝင်လာခဲ့လို့ရလား ဟောလာညီမရတယ် ဟုတ်ခိုင်ရောက်နေကြပြီဘာမပြောညာမပြောနဲ့ ဟုတ်တယ်ညီမဒီရက်ပိုင်းနဲ့စိတ်ညစ်နေတာဒီရက်ပိုင်းနဲ့ညီမအလုပ်တွေ3-4ခုလောက်ရှိပြီတခုမှအဆင်မပြေဘူးပြီးတော့ဟိုနေ့ကလည်းတကယ်ချင်းနဲ့အတူအလုပ်တစ်ခုသွားလျှောက်တာပေါ့ဒါပေမဲ့တတိယညီမကိုကြန့်အောင်ဆိုတာလည်းတောင်းတယ်တငယ်ချင်းကိုကြတော့ तू ကအလုပ်ခန့်လိုက်တယ်အဲ့ဒါကြတော့စောင်းအညီချင်းကအတူတူပဲဘလို့တွေကွာသွားရလဲညီမအဲ့ဒါလေးကိုတီးချင်တာ ဒါဆိုရင်ညီမမစားဟုတ်ပါလား ဟုတ်ပါတယ် ကိုချက်ပြကြည့်လေကြည့်မယ် ဟုတ်ညီမစောင်း ဩခိုင်စားဟုတ်က MOU နဲ့လာတာဟိုဒါကြောင့်မလို့ MOU ကြတော့ဘာကွာသလဲဆိုရင်နှစ်နိုင်ငံသဘောတူညီမှုစာချုပ်နဲ့လာတာဖြစ်တဲ့အတွက်တထေးဟောင်းတွေကကြန့်အောင်မရှိဘူးဆိုရင်တထေးတစ်မှာတောင်းဝင်လို့မရအောင်တကယ်လို့ခိုင်အနေနဲ့အလုပ်သိဝင်နေတယ်ဆိုရင်တထေးဟောင်းစီကကြန့်အောင်တောင်းမှာဝင်လို့ရမှာခိုင်တငယ်ချင်းကြတော့ဒီမက်တီလုပ်ငန်းတွေကလာတဲ့စာအုပ်ဖြစ်ဖို့များတယ်ဒါကြောင့်မို့လို့အဲ့စာအုပ်တွေကကြတော့ဒီကြန့်အောင်မလို့တထေးတစ်ကိုတန်းဝင်ရုံပဲဒါကြောင့်မလို့ခိုင်ရီကိုအလုံးမခန့်မနဲ့သူ့ခန့်သွားတာလားမသိဘူးဒါပေမဲ့အားမငယ်ပါနဲ့ပိုင်ကျတော့တောင်းပြီးအလုပ်သိထက်ချလို့ရသေးတယ်လေ အဲ့ဒါဆိုစောင်းအညီချင်းတူပေမဲ့ MOU တွေကဒီမက်တီလုပ်ငန်းစီရထားတဲ့စောင်းတွေထပ်စားလို့ရှိရင်အလုပ်ရဖို့ကပိုခက်တာပေါ့နော် ပိုခတ်တာပေါ့ဘာလို့ကြမ်းအောင်လို့တယ်ကြမ်းအောင်ရပြီမှာတထေးအစ်စ်မှာဝင်ခွင့်ကြမ်းခောက်ခွင့်ရှိတယ်ကျန်တဲ့ဟိုစာအုပ်ညီချင်းတူပေမဲ့ဟိုကစာအုပ်ကြတော့မတ်တရလာတာဖြစ်တဲ့အတွက်မလိုဘူးပေါ့နော်ဒါလေးပဲကွာတာပါ ခုလိုမျိုးရှင်းပြပေးလို့လည်းကျေးဇူးပါဦးချခဲ့ဟုတ် အားငယ်ကြမလို့ပါနော်အလုပ်ပြန်ချလို့ရသေးတယ်ရပြီ ဟုတ်